လူတက်မှုမတိမ်မှုနဲ့ထောင်မကျခင်ပတ်တေးကြုံကတော့အလွန်လှုပ်ကြိုးစားတဲ့တာမန်ဒေလီသမားလေးရဲ့ဖြစ်ပါတယ်သူ့ရဲ့ဘဝကရိုးရှင်းပါတယ်သူ့ရဲ့အလုပ်ကိုသူလုပ်တယ်သူများကိုသူတက်ဆွမ်းသလောက်ကူညီမယ်ပြီးတော့သူ့ရဲ့အိမ်မက်ကလည်းရိုးရှင်းပါတယ်ပန်းကင်းတွေနဲ့ပြည့်နှက်နေတဲ့ကိုပိုင်ကော်ဖီဆိုင်လေးဖွင့်ဖို့ပဲဖြစ်ပါတယ်သူ့ရဲ့ရည်မှန်းချက်ကိုသူ့ရဲ့ချစ်သူကောင်မလေးနဲ့သူ့သူငယ်ချင်းတွေကလည်းတစ်ဖက်တစ်လမ်းကူညီပေးကြပါတယ်ပြီးတော့သူကသူ့ရဲ့ညီလေးကိုလည်းပညာတတ်ကြီးဖြစ်စေခြင်းတဲ့အတွက်ကြောင့်မိဘမရှိပေမဲ့အကိုကြီးအဖရာနေရာကနေအစွမ်းကုန်စူးစမ်းပေးနေပါတယ်ပတ်တေးကျွန်ဟာဒီနေ့မှလည်းသူလုပ်ရမယ့်လုပ်ငန်းတာဝန်တွေကိုပုံမှန်တိုင်းလုပ်နေပါတယ်သူပါဆယ်ဖို့ရမယ့်အထုပ်ကိုသူသွားဖို့တဲ့အပြန်မှာတော့သူဟာနေအောင်တိတ်မလို့တဲ့အပင်ဟာနေအောင်အောက်မှာ၆တွေ့နေလို့အရိတ်ထဲရွှေ့ပေးလိုက်တယ်ပြီးတော့အပင်လေးနဲ့စာရိုလေးတစ်ခုချန်ထားခဲ့လိုက်တယ်နောက်တနေရာရောက်အဖွားကိုတယောက်အကူညီလိုနေလို့ခီးဆောင်တစ်တာလေးကိုကူဆွဲပေးလိုက်တယ်ဒီနေ့လုံးပင်ပန်းလာတဲ့ပတ်တေးကျွန်ဟာပိုက်စာလာလို့စတိုးဆိုင်တစ်ခုကမုံကိုယူပြီးထိုင်စားနေတော့ဘေးမှာဖုံးလေးတစ်ခုမိလာတယ်သူကောက်ကင်လိုက်တော့ကောင်မလေးတူကြီးကသူမေ့ခဲ့တဲ့အကြောင်းပြောတော့စိတ်ထားကောင်းတဲ့ဘက်ကသူလာပေးမဲ့အကြောင်းပြောတယ်ကောင်မလေးဘက်လည်းကျေးဇူးဆက်ဖို့ဝန်3သိန်းပေးမယ်လို့ပြောခဲ့တယ်ဒါပေမဲ့ကောင်မလေးဘက်ကတစိမ့်တယောက်ကိုအိတ်လိပ်စာပေးဖို့အဆင်မပြေတဲ့အတွက်လိုင်ကောင်းရဲ့ကအရေးပေါ်ဖုံးဆက်တဲ့နေရာမှာပဲထားခဲ့ခိုင်းလိုက်တယ်ပြီးတော့သူကအဲ့ဒီမှာပိုက်ဆံလဲထားခဲ့ကြောင်းပြောလိုက်တယ်။ပတ်လဲသူလှုပ်เสียရှိတာလုပ်ပြီးဝမ်းသာစွာနဲ့ပိုက်ဆံတွေကိုယူသွားလိုက်တယ်။နောက်တနေ့မနက်မှာတော့ပတ်ဟာအိမ်မာနေတုန်းရဲတွေရောက်လာပြီးသူ့ကိုလူတက်မှုမတိမ်မှုနဲ့လာဖမ်းသွားတယ်ဒီအမှုကကိုရီးယားမှာချက်ချင်းနာမည်ကြီးသွားတယ်။ပတ်ကတော့သူဘာမှမလုပ်ခဲ့ဘူးပဲညှင်းဆိုခဲ့တယ်သူ့ရဲ့ကောင်မလေးကလည်းရှေ့နေငါပြီးသူတက်ဆွမ်းတလောက်ကူညီပေးခဲ့ပါတယ်ကောင်မလေးကပတ်ရဲ့အလီပိုင်အတွက်ဒယ်လီလိုက်ပို့တဲ့မှတ်တမ်းတွေကိုလိုက်ကြည့်ရင်သူ့ကောင်လေးနားချိန်တော့မရဘူးဆိုပြီးတော့တနာသွားပါတယ်ကောင်မလေးကပတ်ကိုသွားတွေ့တဲ့အချိန်ပတ်ကသူမလုပ်ခဲ့ဘူးဆိုလို့ဝမ်းသာသွားရပြန်ပါတယ်သူတို့အားလုံးတရားခွင့်အတွက်တက်တေတွေအားလုံးပြင်ဆင်ပြီးနောက်မှာတော့သူတို့အားလုံးဟာပတ်ရဲ့လွတ်မြောက်မှုအတွက်ယုံကြည်မှုရရှိသွားခဲ့တယ်ဒီလိုနဲ့တရားခွင်မှာတော့ပတ်ရဲ့ရှေ့နေကမှုကင်းဖြစ်တဲ့အချိန်ပတ်ကသူ့ရဲ့အလုံးနဲ့သာမအားနေတာဖြစ်ကြောင်းမှုကင်းနဲ့ဘာမှပတ်သက်မှုမရှိကြောင်းထွက်ဆိုခဲ့ကပတ်နဲ့သူတို့အဖွဲ့သားအားလုံးလည်းဝမ်းသာသွားရပါတယ်တစ်ဖက်မှာလည်းအမှုစစ်ဘက်ကပတ်ရဲ့အလီပိုင်တွေအားလုံးကိုမှတ်တမ်းရယူထားကအခင်းဖြစ်ရာနေရာနဲ့ပတ်ရဲ့လှုပ်ရှားမှုတွေအားလုံးတစ်ထက်တည်းကြကြောင်းပြောပါတယ်ပထမဆုံးတန်တရားရှိတာကတော့တေသူရဲ့အိမ်ကိုပစ္စည်းသွားပို့တာပါဒုတိယတစ်ချက်ကပစ္စည်းပို့တဲ့ကြာချိန်9မိနစ်ကလူတစ်ယောက်ကိုတက်ဖို့လုံလောက်ပါတယ်လို့ဆိုပါတယ်ဒါပေမဲ့ဘက်ကသူဟာအောက်ထက်ကိုဆင်းလာတဲ့အချိန်နေရိပ်ထဲအပင်ရွှေ့ပေးနေရကြောင်းပြောတယ်တတိယတစ်ခုကအလောင်းထည့်ထားတဲ့အိတ်တစ်ခုကိုဆွဲသွားတာပါပြီးတော့တေဆုံးသူရဲ့ဖုန်းကလည်းသူ့စီမှာရှိနေတာကို CCTV မှတ်တမ်းတွေကနေရရှိခဲ့ပါတယ်ဘက်ကတော့သူ့ကိုအကူအညီတောင်းခဲ့လို့ပြန်ပို့ခဲ့ကြောင်းပြောပါတယ်နောက်ဆုံးတစ်ခုကတော့တေဆုံးသူမိန်းကလေးရဲ့မှာပက်ရဲ့တုပ်ပိုးတွေ့ရှိခဲ့ရဆိုပြီးပြောခဲ့လို့အကုန်လုံးကအံ့ဩသွားခဲ့ရပါတယ်ပြီးတော့သူရွှေ့ခဲ့ရဆိုတဲ့အပင်ဟာအဲ့ဒီတိုက်ထဲမှာမရှိကြောင်းဘက်ကလိန်နာဆိုပြီးအမှုစစ်ကပြန်လဲခြေပတ်ခဲ့တယ်ပတ်ရဲ့ချစ်သူကောင်မလေးကဖြေစရာမရဝမ်းနေသွားတယ်။ဘက်ကလည်းသူဘာမှမလုပ်ခဲ့တဲ့အကြောင်းအော်ဟစ်ရှင်းပြနေလို့လုံခြုံရေးတွေကဆွဲခေါ်သွားရပါတော့တယ်။နောက်တစ်နေ့မှာတော့ချစ်သူကောင်မလေးကပတ်ကိုအချုပ်ထဲမှာလာတွေ့တဲ့အချိန်သူတို့နှစ်ယောက်ရဲ့စင်တူလက်ကောက်ဘရောက်သွားလဲမေးလိုက်တော့ဘက်ကစဉ်းစားမရဖြစ်နေပါတယ်။ပြီးတော့ကောင်မလေးကရှေ့နေကအပြစ်ကိုဝန်ခံလိုက်ရင်ပြစ်ဒဏ်လျှော့ဖို့ခံရမည်ဖြစ်ကြောင်းသူကစောင့်နေရတာကိုမကြွန့်ကျင်လို့စောင့်မနေခြင်းတော့ကြောင်းပြောကစင်တူလက်ကောက်ကိုထားခဲ့ရင်ပြန်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ပတ်ထေကျွန်းစတီလက်ကောက်တွေနဲ့အတူထောင်ထဲကိုရောက်ရှိသွားပြီးအပိုင်းနှစ်မှာတော့သူဟာနေရဲခန်းမှာရုန်းကန်နေထိုင်ခဲ့ရပြီးသူဟာဘလို့ကြောင့်ဒီနေရာကိုရောက်ရှိသွားရလဲဆိုတဲ့အကြောင်းစုံစမ်းဖော်ထုတ်ဖို့စ조사သွားတာကိုမြင်တွေ့ရမှာပါ